င်းရဲ့စီကန်းချက်အရာကြောက်မက်ဖွယ်ကောင်းတဲ့တရဝါရီရှိမှာဘာအတန်မှမထွက်ရဘူးလို့ဆိုထားပေမဲ့ကျွန်တော်ကတော့တရေမကြီးကိုကြည့်ပြီးမေအော်ပြောလိုက်တယ်တရေမလေးကလည်းလိမ်မာလိုက်တာမကြောက်နဲ့နော်မေရှိတယ်လို့ပြန်ပြောတယ်ဆာကူရာနိုင်ငံကကစားသမားတစ်ယောက်ကကျွန်တော်ကိုအနိုင်ကျင့်ရလွယ်တဲ့အကောင်လို့ထင်ခဲ့ပေမဲ့တရေမရဲ့ပြန်လဲတုတ်ပြန်မှုကြောင့်ချက်ချင်းတည်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဟာကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးတရဝါရီရဲ့စိတ်ထဲကကျင်နာမှုကိုနှိုးဆော်ပေးနိုင်တာသူတို့ရဲ့အနေရဲ့အဆင့်ကိုလျှော့ချနိုင်လို့ပဲတရေမကကလေးလေးဒီနေရာကအရန်ရှုပ်တာပဲမင်းကိုဟိုဘက်ခေါ်သွားပေးမယ်နော်လို့ပြောတယ်ကျွန်တော်ကလည်းအင်းလို့ပြန်ပြောလိုက်တယ်ကစားမဲ့နေရာရောက်တော့တရေမကြီးကပြုံးပြီးကျွန်တော်ကိုကစားချင်ရင်သွားကစားလေးလို့ပြောရှာတယ်တကယ်ကိုထူးဆန်းတဲ့မြင်ကွင်းပါပဲအဲ့ဒီအချိန်မှာစနစ်ကနေအချက်ပေးစာတက်လာတယ်အမျိုးသမီးဆရာဝန်အနေရဲ့အဆင့်65တရေမကကလေးသဘောကျရင်ရပါပြီမေအခုအလုပ်သွားလုပ်တော့မယ်နော်ပြောတယ်ကျွန်တော်ကလည်းအင်းသွားလေမေအလုပ်ကိုအရန်ပင်ပန်းအောင်မလုပ်နဲ့အောင်တော့လို့ပြောလိုက်တယ်အခန်းထဲကလူတိုင်းဟာမနာလိုဝန်တိုစိတ်တွေနဲ့စိုက်ကြည့်နေကြတယ်လို့ဓာတ်ရိုက်ထုတ်လွှင့်မှုမှာလည်းကြီးစုသူတွေပောက်ကွဲကုန်ကြပြီးဘဝကြီးကမတရားလိုက်တာငါတို့တွေကဒုက္ခရောက်နေချိန်မှာသူကတော့ဟိုမှာတတဝါကြီးနဲ့ကစားနေတယ်ဒါကတရားလို့လားလို့သူတို့ကညှိတွားနေကြတယ်အခြေအနေကရုတ်တရက်ပြောင်းလဲသွားတဲ့အတန်ချက်ဆက်ကနေအမိတ်ပေးတန်ထွက်လာတယ်လူနာတွေကျမ်းမာစေဖို့စကရင်ပေါ်ကအတိုင်းဓာတ်တိုင်းလေ့ကျင့်ခန်းလိုက်လုပ်ကြပါတဲ့စကရင်ပေါ်မှာလူတွေစားတိရစ္ဆာန်တွေကထူးဆန်းတဲ့ပုံစံတွေနဲ့ကပ်ပြနေကြတယ်အဲ့ဒီပုံစံအတိုင်းလိုက်လုပ်ရင်စီကံချက်နံပါတ်3ကိုချိုးဖောက်မိမှာဖြစ်ပြီးလိုက်မလုပ်ရင်လည်းဘာဖြစ်မလဲမသိနိုင်ဘူးစနစ်ကနေထပ်မံတတိပေးပါတယ်စနစ်တတိပေးချက်ဓာတ်တိုင်းလေ့ကျင့်ခန်းသည်ထောင်ချောက်တစ်ခုဖြစ်သည်ဒါပေမဲ့ကျွန်တော်ကတော့အကွက်မြင်သွားပြီးဒီဂိမ်းရဲ့စီကံအားလုံးဟာအမျိုးသမီးဆရာဝန်ရဲ့လက်ထဲမှာပဲရှိတာလေသူမကိုနေမကောင်းချင်အောင်ဆောင်ပြီးမိခင်စိတ်ကိုနှိုးဆွလိုက်ရင်အရာအားလုံးအဆင်ပြေသွားမှာပဲဆရာဝန်မကြီးကသူမရဲ့လက်ကင်တုံးနဲ့ငြိမ်နေတဲ့သူမှန်သမျှကိုရိုက်တက်နေတဲ့3မိနစ်အတွင်းမှာလူ20လောက်အသက်ပြောက်သွားပြီ